squishy လေးဟို ရေးပြမှာပဲဖြစ်ပါတယ် အမ squishy လောက်ထားရပေါ့ squishy collection လောက်ထားရပေါ့နော်အမပုံစံမျိုးလေးပြပြီးတော့မှပြတတ်သွားပါမယ်ဖြစ်ပါတယ်ပေါ့နော် ရေးဆုံး mini squishy လေးပြမိမယ်နော် ပထမတစ်ခုကတော့ဒါလေးပါသူကပူတင်ပုံလေးပေါ့နော်ပြီးရင် လိုက်ပြလေ အရန်ညစ်လို့လည်းကောင်းတယ်အရန်ညစ်လို့လည်းကောင်းပြီးတော့လေမျိုးသူဟာညစ်ပြီးရင်လေပြန်ဖောင်းလာတယ်လားအဲ့လိုပြန်ဖောင်းလာနံပါတ်နဲ့ကတော့ပင်ကွင်းလေးပေါ့နော်ပင်ကွင်းလေးသူဟာလိုမျိုးမုတ်ထုတ်လို့ပေါ့နော်မျိုးလေးဒီမျိုးလေးအရန်ချစ်စရာကောင်းတယ်ပေါ့နော်နံပါတ်3ကတော့နံပါတ်3ကနှစ်ခုလုံးပြလိုက်တော့နော်ချော်ဒီကချောကလက်တင်ရဟာပါခက်တူလောက်ထားငါလောက်ထားမဟုတ်ဘူးပေါ့နော်အရင်ညစ်လို့ကောင်းတယ်ပေါ့နော်ပြီးရင်ခဏလေးမပြခင်လေးဒီ squishy ရလေးပြပို့ပြီးတော့ကြီးသွားမှာလို့ဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးပြပြီးရင်နောက်ဆုံး mini squishy ရတယ်ဒါလေးပေါ့နော်ကဲပူကြီးရဒါကဂျပန် onigiri ပဲဖြစ်ပါတယ်ပေါ့နော်အစားအစာလေးစီလိုက်အရင်ညလို့ကောင်းငါအကြိုက်ဆုံးကမှဒီပြန်ဖောင်းလာအကြိုက်ဆုံးဘာလို့မှမလုပ်ချင်ဘူးဒါကတော့milk ကိုမှနောက်တစ်ခုပဲပေါ့နော်အဲ့ဒါဟိုမှာဘူးအကြီးပေါ့နော်ဒီလိုဒီလားစုတာဟာတစ်ခုတည်းမဟုတ်ပုံစံတစ်ခုလေးတစ်ခုစလုံးနောက်တစ်ခုကတော့ဒါလေးပေါ့နော်ဒါလေးသူဟာဗာကတ်လေးကြောင်ကလေးဒါလေးကတော့ capybara လေးပါသူဟာဖော့ရတော့အရန်ကောင်းတယ်အင်းညာပြီးရင်ဒါလေးဒါကတော့ခရိုမီလေးပေါ့နော်ခရိုမီလေးဂျိုးလေးကဘယ်လိုဖြစ်သွားလဲမသိဘူးပေါ့နော်နည်းနည်းကြာသွားတော့ဒါလည်းခုပြကဲနောက်ဆုံးတစ်ခုကတော့ဒီမှာပါအခုတည်းနောက်တစ်ခုဒီမှာပါနော်ဒါကတော့လှုပ်ထားတိတ်မကြသေးဘူးပေါ့နော်မနေ့ကတနေ့ဟုတ်တယ်မနေ့တနေ့ကလှုပ်ထားပေါ့နော်သူကငါ့တစ်ခုလောက်တော့ပေးထားရပေါ့နော်နောက်ဗီဒီယိုမှပြန်နောက်ဆုံးတစ်ခုလေးရကဲနောက်ဆုံးတစ်ခုကတော့ဒါလေးပေါ့နော်သူက blind box ဖောက်ထားနေဒီဟာလေးရတာပေါ့နော်blind box ဖောက်ထားတဲ့ပုံလေးပြန်ပါရှင်ဒါလေးပေါ့နော် baby ocean လေးငါသူ့ပေးလိုက်တာပေါ့နော်အနောက်မှာသူကပေါက်သွားတော့ဒါလေးပေါက်သွားဖြစ်ပါတယ်ပေါ့နော်ဒီလိုလေးအိတ်ကလေးပေးလိုက်တာသူ squishy လေးလောက်ထားပြီးနောက်တစ်ခုကတော့ Sanrio group လေးပေါ့နော်group ကတော့ငါဆွဲတာတော့အရန်ကြာပြီဒါပေမဲ့တိလာတိတ်နာတာပေါ့နော်ဒါကတော့ဘာချမ်းသာတယ်ပြီးရင်နောက်ဆုံးပြတော့ Miss Kushi ကတော့ခရိုမီလေးဖြစ်ပါတယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုကတော့အဲ့လောက်ပါပဲပေါ့နော်ဘိုင်